ဘသူမှမသိတဲ့ဒီတောနယ်ကြီးထမ်းမှာကျွန်တော်ဘာလို့တယောက်တည်းအခုလိုခိုးလုံရတစ်ခုဆောက်ရတာလဲသိကြလားဗျာဒီအိမ်လေးကမီအောင်3မီတာအနက်မှာတီဆောက်ထားတာဖြစ်ပြီးအိမ်တွင်းအပူချိန်ကိုအမြဲတမ်းနှွေးထွေးနေအောင်ထိန်းထားနိုင်ပါတယ်ရိုင်းဆိုင်တဲ့တောကောင်တွေရဲ့ရိုင်းကနေလုံခြုံမှုအပြည့်အဝပေးနိုင်တဲ့ဒီလိုအိမ်မျိုးကိုကျွန်တော်ဘလို့စောက်ခဲ့လဲဆိုတာကြည့်လိုက်ရအောင်ဗျာကျွန်တော်ရဲ့စီးပွားရေးမိတ်ဆွေတယောက်ရဲ့သက်စာမဲမှုကြောင့်ကျွန်တော်အရာအလုံးဆုံးရှုံးခဲ့ရပါတယ်မိသားစုကလည်းကွဲသွားခဲ့ရပြီးဗန်ကျွေးတွေကလည်းအတိုးရီအကြောင်းမဆက်နိုင်လောက်အောင်ထိလာခဲ့ပါတယ်အဲ့ဒီချိန်တုန်းကကျွန်တော်တကယ်စိတ်ပြက်အားငယ်ခဲ့ရပါတယ်လောကကြီးကိုကြောခိုင်းခြင်းစိတ်ကြီးပောက်ခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်အတွက်တခုတည်းသောမျှော်လင့်ချက်ကဒီတောနဲ့ကြီးထဲကိုလာရောက်ပြီးအခုလိုခိုးလုံးရတစ်ခုစောက်ဖို့ပါပဲအခုကျွန်တော်ဒီအိမ်လေးကိုဘယ်လိုစောက်ခဲ့လဲဆိုတာအစကနေပြန်ပြပါမယ်ဗျာပထမဆုံးမီအောက်ကျင်းတူးဖို့ပြင်ဆင်ရပါတယ်ခင်ဗျာဒီနေရာကတောနဲ့ထဲမှာဆိုပေပတ်မြေသားကတကယ်ကိုမာတာပါဂောပြတစ်ချောင်းနဲ့တူးရမလွယ်ပါဘူးဗျာဘလွယ်မျိုးနာမည်နဲ့ဒီအိမ်လေးကို30မှတ်မှဆိုရင်ဘလောက်ပေးမလဲဆိုတာဂုံမက်မှာရေးပေးခဲ့ပါဦးဗျာကျွန်တော်မီးအောင်မှာလုံလောက်တဲ့အကျယ်ဝန်းရအောင်ဒီလိုတူးခဲ့ရပါတယ်ဒီကြောက်တုံးတွေကအိမ်ဆောက်ဖို့အကောင်းဆုံးအမာဆုံးကြောက်တွေပါဗျာဒီကြောက်တုံးတွေကိုစနစ်တကျစီပြီးကျွန်တော်ရဲ့အနာဂတ်အတွက်ခိုင်ခန့်တဲ့အုတ်မြစ်တစ်ခုကိုတီဆောက်ခဲ့ရပါတယ်တကယ်တော့ဒီလိုအိမ်မျိုးဆောက်ဖို့ကိုဘီတုကပညာရှင်တွေကကန့်တက်ချက်တီများစွာပြောကြပေမဲ့ကျွန်တော်ကိုယ်တိုင်လေ့လာပြီးဆောက်ခဲ့တာပါကျွန်တော်ရဲ့ကြူးစားအားထုတ်မှုတွေရဲ့ရလဒ်အနေနဲ့အခုဆိုရင်ဒီလှပတဲ့အိမ်ငယ်လေးကိုရရှိခဲ့ပါပြီဗျအိမ်ထဲမှာဆိုရင်မီးဖိုချောင်းပါဝင်ပြီးအစားအသောက်တွေကိုကိုယ်တိုင်ချက်ဖြုတ်စားတော့နိုင်အောင်ပြင်ဆင်ထားပါတယ်ဗျဒါအပြင်ဘာကကြီးမားတဲ့တက်လုံကြီးလေးကိုအသုံးပြုပြီးတော့ဒီလိုခိုင်ခန့်တဲ့ဝမ်းပေါက်နေရာကိုစောက်လုပ်ခဲ့ပါတယ်ဒီနေရာကတော့အလဲမှာဆိုပေမဲ့ကျွန်တော်တို့တော့နှွေးထွေးတဲ့အိမ်တစ်လုံးပါပဲအရာကိုလက်လွတ်ဆုံးရှုံးခဲ့ရပေမဲ့ဒီအိမ်လေးကကျွန်တော်ရဲ့ခိုလုံရာခဲ့ပြီးအနာဂတ်အတွက်မျှော်လင့်ချက်ပါပဲဗျနောက်ထပ်အပိုင်းတွေကိုကြည့်ဖို့ follow လုပ်ထားကြပါဦး